မင်္ဂလာပါဒီတစ်ခါဖြေပြမှာကတော့ N3 GMPD မေကွန်ဟောင်း2018 12လပိုင်းရဲ့ reading စာပိုက်ဖတ်တဲ့ပေါ့နော်မေကွန်နံပါတ်9ပါမေကွန်နံပါတ်9ကိုဖြေပြမှာပါအဲ့တော့စာပိုက်ကြီးတယ်ပေါ့နော်အမှတ်လည်းများပါတယ်အချိန်တို့အတွင်း point ဖမ်းနိုင်ရင်အမှတ်အများကြီးကိုခဏလေးနဲ့ရမှာ1မှတ်တန်နေကောင်းစားမဲ့5မှတ်တန်4မှတ်တန်လောက်ကိုခဏလေးနဲ့လာပြီးယူလိုက်မှာပေါ့နော်ဟုတ်ပြီအဲ့တော့စပြီးကြည့်ပါမယ်အသုံးသက်ရှင်မေကွန်ဖမ်းမယ်ဒီမှာစံတွေ့တဲ့အတွက်ကြောင့်သူ့မှာဖမ်းနေတော့ဒီလူသည်တဲ့အဲ့တော့မူလာတန်းចောင်းသားရဲ့ဒါသားပေါ့နော်သားလေးနဲ့အတူတူတဲ့2ယောက်ထဲဟာရှိရီပြေးမယ်တစ်ဖြက်ဖြက်တယ်အဲ့ဒီနောက်ဆုံးတော့အတူတယ်အဲ့ဒီနောက်မှာလည်းဟီတိုရီထဲမူတစ်ယောက်ထဲလည်းဟာရှိရီတိုင်းတို့ခန်းကရဲ့တဲ့ဤပေါ့နော်အဲ့တော့တစ်ယောက်ထဲလည်းပြေးချင်တယ်အဲ့တော့ပြောချင်တာကဒီလူကသူ့သားလေးမူလာတန်းចောင်းသားသူ့သားလေးနဲ့အတူတူ2ယောက်ပြေးမယ်ပြေးပြီးလို့ရှိရင်သူတစ်ယောက်ထဲလည်းတစ်ခါထပ်ပြေးချင်သေးတယ်အဲ့တော့ဒီလူတဲ့ဟုတ်ပြီနော်အဲ့တော့ရှောက်ထားလို့ရတဲ့အရာကဘယ်ဟာလဲတဲ့ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်အဓိက point ဖမ်းတော့မယ်ဘာကို point ဖမ်းမလဲကိုဘာသာပြန်ရင်တော့နောက်ထောင်ကြည့်လိုက်ဒီလူကမူလာတန်းចောင်းသားလေးနဲ့2ယောက်ပြေးမယ်ပြီးရင်သူထပ်ပြေးခြင်းနဲ့သူလျှောက်လို့ရတဲ့ဟာပါလေ point ဖမ်းမယ်မူလာတန်းចောင်းသားလေးနဲ့ပြေးမယ်တစ်ချက် point 1ဒုတိယတစ်ချက်ကိုဖမ်းမယ်ပြီးရင်သူထပ်ပြေးခြင်းနဲ့ point 2နှစ်ချက်နဲ့ပဲဖမ်းမယ်အဖြေကိုတစ်ချက်ရှိုးမယ်ခလေးနဲ့ဟာရှိရိုခလေးနဲ့ပြေးကြရအောင် A နဲ့နောက်တစ်ခါကျတော့ဟာဖူမာရဆွန်ဟုတ်ပြီနော်နံပါတ်2ကကျတော့အပေါ်ကနေတူတူပဲခလေးနဲ့ပြေးကြရအောင် A နဲ့10ကီလိုနံပါတ်3ကိုကြည့်မယ်ခလေးနဲ့ပြေးကြရအောင် B နဲ့ဟာဖူမာရဆွန်နံပါတ်4ကိုကြည့်မယ်ခလေးနဲ့ပြေးကြရအောင် B နဲ့10ကီလိုအဲ့ဒါဆိုရင်ရုပ်တရက်ကြည့်လိုက်ဒီထဲမှာတူတာကခလေးနဲ့ပြေးကြရအောင် AB 2ခုရှိမယ်နောက်တစ်ခါကျတော့ဟာဖူမာရဆွန်နဲ့10ကီလို2ခုရှိမယ်အဲ့ဒါဆိုလို့ရှိရင်4ခုရှိတယ်ပေါ့နော်အဲ့ဒီကနေအဖြေသွားရှာမယ်အဲ့ဒါဆိုရင် तू ကအဓိကကြည့်ရမှာကမူလာတန်းចောင်းသားနဲ့ပြေးတာတစ်ချက် point 1ထပ်ပြေးကျင်တာ point 2ဟုတ်ပြီနော်အဲ့ဒါဆိုရင်အဖြေတွေက AB တွေပြရတော့ကျွန်တော်တို့ AB ပါတဲ့ဟာကိုသွားကြည့်မယ်အဖြေကဒီဘက်ဆိုင်မျက်နှာမှာရှိရနော်အဲ့တော့သွားကြည့်မယ်အဲ့ဒါဆိုရင်ကြည့်မယ် AB ပါတဲ့ဟာကိုတစ်ချက်ကြည့်မယ် AB တွေဘယ်မှာပါလဲအဲ့လိုမှမဟုတ်လို့ရှိရင်ကလေးနဲ့ပြေးတဲ့ဟာပေါ့နော်အဲ့တော့ကြည့်အောင်ကဲပြီအဲ့ဒါဆိုရင် point ဖမ်းမယ်ဟိုဘက်မှာငါတို့က point 1 point 2ထုတ်ထားတယ် point 1ကမူလာတန်းចောင်းသား point 2ကအဲ့ဒီနောက်မှာထပ်ပြေးကျင်တာဟုတ်ပြီနော်အဲ့တော့အဖြေတွေကကြတော့ကလေးနဲ့ပြေးကြရအောင်ပါညာရှိတယ်ငါတို့ point 1အနေစကြည့်မယ် point 1အနေစကြည့်မယ်ဆိုတော့မူလာတန်းចောင်းသားပါတာဒီမှာကြည့်မယ်တစ်ခုရှိတယ်ဒီမှာတစ်ခုနှစ်ခုရှိတယ်ဒီအောက်ကဟာကျတော့ shortcut ခိုနီဟိုင်ရူမအဲ့နော်ခိုရိုမိုဆိုမူလာတန်းចောင်းမဝင်ခင်ကလေးဆိုတော့ PC သေးသေးလေးပြတာဆိုတော့ဒီထားမပါတော့ဒီနှစ်ခုပဲကြည့်မယ်ဟုတ်ပြီနော်အဲ့ဒီနှစ်ခုကိုကြည့်မယ်ဆိုတော့အော်ဒီမှာခလေးနဲ့ပြေးကြရအောင်တစ်ခုရှိတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာခလေးနဲ့ပြေးကြရအောင်တစ်ခုနှစ်ခုအဲ့တော့ဒီမှာ AB မပါနေဒီစာအုပ်ကတစ်မျိုးကြီးဖြစ်နေတယ်အဲ့တော့ဒီကောင် A လို့ပေးလိုက်အောက်မှာနေတာ B ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ခလေးနဲ့ပြေးကြရအောင် A ရှိတယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ခုနကတော့အဖြေကိုတစ်ချက်သွားကြည့်မယ်အဖြေက A ပါတဲ့ဟာကိုကြည့်တော့1နဲ့ဘယ်ထက်ဖြစ်မလဲ2ထက်ရဖြစ်မယ် A ပါတာအဲ့တော့3နဲ့လေးကိုကြည့်ကြမှာတော့ဘာလို့3လေးက B တွေလေဟုတ်ပြီလားအဲ့ဒါဆိုလို့ရှိရင်ဒီ1နဲ့2ထက်ဘယ်ရဖြစ်မလဲအဲ့တော့ half marathon ဖြစ်မလား10ကီလိုဖြစ်မလားဘာလို့လဲဆိုတော့အခုကကြတော့ခလေးနဲ့ရွေးပြီးသွားပြီနောက်ထပ်ထပ်ပြေးမယ်ဆိုတဲ့ဟာကိုရွေးရတော့မယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်တွားကြည့်မယ်10ကီလိုဖြစ်မလားပါလား half marathon ဖြစ်မလားဆိုတော့ဒီမှာက half marathon ရှိတယ်ဒီမှာ10ကီလိုရှိတယ်အဲ့တော့ဘယ်ကနေတွားကြည့်မလဲဆိုတော့ငါတို့ကခုနကဒါရွေးလိုက်ပြီဆိုတော့ဒီမှာလေမူလာတန်းចောင်းသားတစ်ယောက်နဲ့ငါတို့ကမိဘနဲ့ဆိုတော့ဒါကိုရွေးလို့ရတယ်ဒီကောင် A ပြီးတဲ့အတွက်ကြောင့်ငါတို့က A ကိုရွေး A ဖြစ်တဲ့1နဲ့2ထက်ရွေးရတော့မှာဆိုတော့10ကီလိုဖြစ်မလား half ဒီ half marathon ဖြစ်မလားဆိုတော့ကြည့်မယ်အဲ့တော့ဘာကိုကြည့်မလဲဆိုတော့ဒီကနေဘယ်ကနေစကြည့်မလဲဆိုတော့ half marathon ပေါင်လို့ရတာကအထက်တန်းចောင်းသားအထက်10ကီလိုရတဲ့အထက်တန်းចောင်းသားအထက်ဆိုတော့ဟိုလူကသူသားကចောင်းသားဆိုတော့သူကတော့အထက်တန်းចောင်းသားအထက်ဖြစ်နေတာသိကြဒီနှစ်ခုကကိုက်ညီသွားအဲ့တော့ဘာနဲ့သွားကြည့်မလဲစတားတို့ရောတိတ်ကြည့်ခန်းစတင်မဲ့အချိန်နဲ့သွားကြည့်မယ်စတင်မဲ့အချိန်ကဒီမှာ10ခွဲစားမယ်ဒီမှာ73နာရီခွဲစားမယ်အဲ့တော့သူတို့ခုနကမှပြေးမှာကဒီဟာကိုပြေးမှာဒီဟာပြေးမှာကစတင်တာက9နာရီစားမှာအဲ့တော့ဒီဟာစပြီးတဲ့နောက်မှာဒီလူကထပ်ပြေးကျင်တာဆိုတော့10ခွဲကိုယူလို့မရတော့ဘာလို့ဆိုတော့10ခွဲက9နာရီမှတိုင်ခင်စမှာလေ तू ကဒီဟာပြေးပြီးမှတယောက်တည်းထပ်ပြေးကျင်တာဆိုတော့10ခွဲယူလို့မရတော့ငါတို့ကဒီ73ခွဲကိုယူမှာအဲ့တော့73ခွဲက10ကီလိုဖြစ်နေတယ်ဟုတ်တယ်မလားအဲ့ဒါဆိုရင်အဖြေမှာက half marathon မဟုတ်တော့ဘူး10ကီလိုပါတဲ့ဟာဖြစ်သွားပြီအဲ့ဒါဆိုအဖြေကနံပါတ်2ဟုတ်ပြီနော်အဖြေကနံပါတ်2ဖြစ်သွားပြီအဲ့ဒါဆိုရင် point ရကြတော့ဒါလေးနဲ့ဖမ်းလိုက်တယ်ပြီးတော့မှအဖြေပုံစံနမူနာလေးကိုရှိုးပြီးတော့အဖြေက AB ပါတယ်10ကီလိုနဲ့ half marathon ပါတာလေးကိုတွားကြည့်ပြီးတော့ဘယ်ဟာမဖြစ်နိုင်လဲဘယ်ဟာဖြစ်နိုင်လဲကိုပယ်ပြီးတော့ရွှေ့လိုက်တာပေါ့နော်ဒါဆိုရင်ခဏလေးနဲ့တပုတ်အဖြေရသွားပြီနောက်တော့39ဆက်ကြည့်မယ်အဲ့တော့39မှာဆိုလို့ရှိရင်ဒါကနာမည်ပေါ့နော်ဒါကြီးဖတ်မိတဲ့ဒီခန်းကြီးကိုမကြိုက်တဲ့လူနာမည်တာပေးလိုက်ပါဆိုစံပါနေတဲ့ကြောင့်ဒါနာမည်အဲ့ဒီလူတီးတဲ့10ကီလိုမှာတဲ့ပါဝင်ကြရအောင်လို့တွေးနေတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီလူတီးတဲ့အဲ့တော့ credit တို့ card တို့ပေါ့နော် credit ကိုအသုံးမပြုတ်ပဲနဲ့ပေါ့နော်ဒီမှာဆိုလို့မတ်တဲ့ in9 ပေါ့နော်မယူလာပဲပြောတာပေါ့နော်အဲ့တော့ credit တို့ credit card ကိုမယူလာပဲနဲ့တဲ့အဲ့တော့ပါဝင်စင်နွှဲမှုဂျေးကိုပေါ့နော် credit card နဲ့
credit card နဲ့ပေးလို့မရတော့ဘူးပေါ့နော်။ तू ကဒီ credit card မပါတဲ့အတွက်ကြောင့်ယူမလာတဲ့အတွက်ကြောင့်ဒီအဖွဲ့ဝင်ကြီးကို credit card နဲ့ပေးလို့ကမရနိုင်တော့။အဲ့ဒါဆိုလို့ရှိရင်ဒီလူဖြစ်နိုင်ခြေရှိတဲ့လျှောက်ထားတဲ့နီလန်းတီဘယ်ဟာလဲ။အဲ့ဒါဆိုလို့ရှိရင်ငါတို့ point ဖမ်းမယ်10ကီလိုပြည့်မယ် point 1ဟုတ်ပြီနော်။ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင် point 2ကိုကြတော့ तू က credit card မပါတဲ့အတွက်ကြောင့်မို့လို့အဲ့ဒါလေး point 2လို့ထည့်လိုက်ပေါ့နော်။ point 3ကိုကြတော့သူကပတ်စံမပေးနိုင်ဘူး credit နဲ့မပေးနိုင်တော့ကြတော့ तू ဖြစ်နိုင်ခြေရှိတဲ့လျှောက်ထားမှုကပါလဲဆိုတော့ तू လျှောက်ထားမယ်နီလန်းpoint 3ထားမယ်အဲ့တော့ point 1က10ကီလို point 2က credit ကမပါတာ point 3က तू လျှောက်လို့ရမယ်နီလန်းပဲဟာလေဟုတ်ပြီနော်အဖြစ်တစ်ချက်ရှိုးမယ်အဖြစ်ကကြတော့လာရီရက်တွေပါတယ်တခုကကြတော့ယူဘင်းစာတိုက်တခုကလာရက်ပါတယ်တခုကကြတော့ဒန်းဝဖုန်းတခုကလာရီရက်တွေပါတယ်အင်တာနက်ကနေရှောင်မယ်တခုကကြတော့မာရသွန်တန်းအဲ့ဒီနေ့မှာပဲဒီအဲ့ဒီနေရာမှာပဲရှောင်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရှင်သွားကြည့်အောင်အဲ့တော့နံပါတ်1 point 1က10ကီလိုဟုတ်ပြီနော်အဲ့ဒါ10ကီလိုသွားရှာမယ်10ကီလိုကြည့်မယ်10ကီလိုရှိတယ်ထထန်းကျောင်းသားအထက်ရှိတယ်3နာရီခွဲမှာစမယ်2000ပေးရမယ်ရန်ဟုတ်ပြီနော်အဲ့ဒါကိုသွားကြည့်မယ်နံပါတ်2က credit card မပါတာဖြစ်တဲ့အတွက်ကြောင့် credit card နဲ့ပတ်သက်တဲ့ဟာလေးကိုသွားရှာမယ်စာအုပ်အဲ့ဒီစာတွေမှာရှာမယ်နေလာရက်တွေဒီမှာနေလာရက်တွေတွေ့ပြီ။အော်ဒီမှာ credit တို့ card တို့တွေ့ပြီ။အဲ့ဒါဆိုလို့ရှိရင်ဒီမှာက credit တို့ card တို့တဲ့ရှိဟာတဲ့ခုရဆိုင်။အော်ဒီမှာကျတော့ credit card နဲ့ဒီမှာရေးထားတယ်ရှိဟာတဲ့ခုရဆိုင်။ဆို credit card နဲ့ပေးရမယ်လို့ပြောတယ်။ဟိုကောင် credit card မပါတော့ပြီးတော့ဒီမှာတစ်ကလည်းပဲ internet ကနေရှောက်မယ်။ရက်ကလည်းပဲတစ်လပိုင်း23ရက်ကနေ2လပိုင်း21ရက်နေ့အထိဖြစ် credit card မပါတော့ဒီကောင်မဖြစ်နိုင်ဘူး။ဒီကောင်မဖြစ်တော့ဒီကောင် internet ဆိုတော့ခုနကတော့အဖေဖက်တော့ internet ပါသွားတယ်။အင်တာနက်ကနံပါတ်3အဲ့ဒါဆိုရင်နံပါတ်3လုံးဝမဖြစ်နိုင်တာသိကြသွားပြီဟုတ်ပြီနော်နံပါတ်3မဖြစ်နိုင်တော့ဘူးလို့မှတ်လိုက်။ तू က credit card မပါဘူးလို့ပြောတယ်ဟိုမှာ credit card နဲ့ပေးရမယ်လို့ပြောတယ်လေဟုတ်ပြီနော်။နောက်တစ်ခုဒီမှာနံပါတ်2ကိုကြည့်မယ်။အဲ့တော့စာတိုက်ပေါ့နော်ဒီမှာကကြတော့ဖွဲ့ဝင်ကြီးယူရီဆိုအခါချင်းငွေဟုတ်ပြီနော်။အဲ့တော့အခါချင်းငွေဆိုတော့နောက်တစ်ခုစက်ကြည့်မယ်နံပါတ်2ကိုကြည့်မယ်ဒီမှာကဖုန်းနဲ့ဆက်မယ်အဲ့တော့ဖုန်းကဒီမှာအချိန်မှာနံပါတ်2မှာဖုန်းပါတယ်ဆိုတော့နံပါတ်2ကကျတော့ဖုန်းရေဒီမှာမူရီယောလို့ရေးထားတယ်အဲ့တော့ဒီမှာယူရီယောနဲ့မူရီယောကအခါချင်းငွေရှိတယ်မူရီယောကအခါချင်းငွေမရှိဘူးအနောက်မှာရှုမို့ခုဆိုတာကကျတော့လုပ်ငန်းစဉ်တွေပြောတာအဲ့တော့ဒါကအခါချင်းငွေအတွက်ဒါကအခါချင်းငွေမပေးတဲ့အတွက်အဲ့တော့ခုနကသူကဒီမှာလေ10ကီလိုပြည့်မှာအခါချင်းငွေပေးရတယ်လေကျန်တဲ့မူရီယောက2ခုကကျတော့ဒီမှာဖြစ်သွားတယ်အဲ့ဒါဆိုရင် तू ကအခါချင်းငွေနဲ့ပေးတဲ့ဟာပဲကြည့်ရမှာဆိုတော့ငါတို့ကဒီနှစ်ကိုပဲကြည့်ရတော့မှာဟုတ်တယ်မလားနှစ်ကိုပဲကြည့်ပါဆိုတော့ဒီကိုကြည့်လို့မရတော့3ကိုကြည့်မယ်ဆိုရင်ဒီမှာကမူရီယောဖြစ်နေ तू သွားမှာကမူရီယောပလန်မဟုတ်ဘူး तू လုံးမှာကအခါချင်းဝင်ပြရတဲ့ပတ်လန်ကွာအဲ့ဒါကြောင့်မို့လို့ငါတို့ကနှစ်ကိုပဲသိချကြည့်မယ်အဲ့တော့အချိန်ကာလတစ်လပိုင်း23ရက်2လပိုင်း9ရက်အထိရက်နောက်တို့ကကြတော့ pamphlet ကိုကြည့်ပြီးတော့တဲ့ဒီစာရွက်ကိုအသုံးပြုမယ်ဆိုလို့ရှိရင်ပေါ့နော်စာတိုက်ကနေလျှောက်ထားလို့ရတယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်အဖြေရှာလို့ရပြီလို့ထင်တယ်ဒီမှာလရီရက်တွေပါလာတာရဲ့စာတိုက်ရဲ့နှစ်ခုတွေ့တယ်အဲ့ဒီလရက်ပါတာနဲ့စာတိုက်ပါတာနံပါတ်ဘယ်လောက်မှရှိတယ်လာရက်ပါတာနဲ့စာတိုက်ပါတာစာတိုက်ပါတာဒီမှာတစ်ခုရှိတယ်လာလဲခုနကဟိုကဖတ်သွားတယ်လေတစ်လပိုင်း23ကနေ2လပိုင်း9ရက်နေ့အထိဂျားထဲမှာဖုန်းနဲ့ဆက်လျှောက်ရမယ်လို့ပြောထားတယ်အဲ့ဒါဆိုရင်တစ်ကပိုတီချသွားပြီနှစ်ကကြတော့ခုနကဒီမှာနှစ်ကဖုန်းဆက်တာကအခါချင်းဝင်မပေးရတဲ့ဟာဆိုတော့ तू နှစ်ကလုံးဝမဖြစ်နိုင်တော့ဘူးလေးကကြတော့လေ तू ကမာရသွန်လို့ပြောနေတယ် तू ပြေးမဲ့10ကီလိုကမာရသွန်မှမဟုတ်တာဟုတ်တယ်မလား10ကီလိုမာရသွန်ကအပေါ်မှာလေ तू က10ကီလိုပြေးမှာလေအဲ့တော့လေးကအစမေးခွန်းမှာတော့မဖြစ်နိုင်တော့10ကီလိုလို့ပြောတဲ့အတွက်ကြောင့်ဟုတ်တယ်မလားအဲ့တော့လေးကလုံးဝမဖြစ်နိုင်အဲ့ဒါဆိုအဖြေမှန်းသိကြတယ်နံပါတ်1ပဲဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ခဏလေးပဲနော်အဖြေရှာရတာလွယ်တယ်နော်အဲ့တော့ point ဖမ်းနိုင်ဖို့လိုတယ်နည်းနည်းဖြတ်ထိုးညံလေးသုံးပြီးတော့ပေါ့နော်အဲ့ဒီ point ဖမ်းရမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါကကြတော့2018 12လပိုင်းရဲ့မေကွန်ဟောင်း N3 GMP မေကွန်ဟောင်းပါအဲ့ဒီတော့9လပိုင်းကိုတော့မသွားရသေး9လပိုင်းကြံနေခဲ့တယ်ပေါ့နော်9လပိုင်းနောက်တစ်ခေါက်ကြာလို့ရှိရင်နောက်ရက်ဒီမှာဖြည့်ပြီးတင်ပြပေးပါမယ်အဲ့တော့နောက်ထပ်စတားပု္ပ္ပစာ point ဖမ်းနည်းတွေကိုလည်းထပ်တင်ပေးပါဦးမှာမို့လို့နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ်နော်အဆင်ပြေကြပါစေ